ဇလန်အစမှာခရစ်ဆိုတဲ့ဆက်ဆောင်မင်းသားဟာ American San Francisco မြို့ရဲ့အထင်ကရနေရာမှာသူ့ရဲ့ရှိကြတဲ့အယိုးစစ်စကန်နာတစ်ခုကိုလိုက်ပြီးရောင်းချနေတာနဲ့ဇလန်စလိုက်ပါတယ်။ဒါမဲ့လည်း Bond Density Scanner ဆိုတဲ့အယိုးစစ်တဲ့ဆက်ဟာနီးပညာအရာခေတ်နောက်ကျနေပြီးဈေးကလည်းတခြားဆက်တွေထက်နှစ်ဆလောက်ကြီးနေတော့ဘယ်ဆေးရုံမှမဝယ်ချင်ကြပါဘူး။ဆက်ကိုပတ်ရောင်းပြီးပြန်ထွက်လမ်းမှာရပ်ထားခဲ့တဲ့မရှိမဲ့ကားလေးကိုလည်းစီကံထိန်သိမ်းရေးဌာနကလာကုတ်သွားသေးတယ်။စိတ်ညစ်ညစ်နဲ့အိမ်ပြန်ရောက်တော့လဲငွေရေးကြေးရေးကြက်တဲမှုအိမ်နောက်ရေးအဆင်မပြေမှုတွေနဲ့လင်မယားကြားပို့တိုက်မှုတွေဖြစ်ပြန်ရောနောက်ရက်ရောက်တော့သူလဲဆက်ပက်ရောက်မှုမျိုးရဲထွက်လာတော့သူရှိမှကားကောင်းစားတစ်စီးထိုးရက်ပြီးအထဲကလူတန်းပြန့်တယောက်ထွက်လာတာကိုအားကျငိမ့်နေမိတယ်ခရစ်လဲသိကျင်တာနဲ့အဲ့လူကိုဘာတွေဘလို့လုပ်ပြီးအောင်မြင်နေတယ်လဲပေါ့အဲ့လူကတော့သူရှိကအထက်မြင့်တိုက်ကြီးကိုလက်ညှိုးထိုးပြီးတွေ့လာငါကဒီမှာရှယ်ယာပွဲစားလုပ်နေတာလေးလို့ဖြေပါတယ်ခရစ်တယောက်လဲဒါကိုကြားတော့သူ့ဘဝရဲ့တစ်စစ်ချိုးကိုပြောင်းလဲနိုင်ရမယ်ဆိုတဲ့အတွေးနဲ့အားကျပီတိဖြစ်ပြီးနောက်တစ်ရက်မနက်မှာတော့သူ့မိန်းမကိုမနေ့လယ်ကရှယ်ယာပွဲစားအကြောင်းကိုရှင်းပြနေတော့တာပေါ့ခရစ်ရဲ့မိန်းမကတော့ဒီအခြေမြင့်မရှိတဲ့အရာတွေနဲ့ဘဝကိုဖျက်ဆီးလာလို့ဒီလိုတွေခက်ခဲနေတာလို့ပြစ်တင်ဝေဖန်လိုက်ပါတယ်ခရစ်လည်းရှယ်ယာပွဲစားလုပ်မယ်ဆိုတဲ့အတွေးနဲ့ကုမ္ပဏီထဲမဝင်ခင်သူ့မှာပါလာတဲ့စကန်နာဆက်ကိုလမ်းဘေးမှာအဆိုးဖြောပြေနေတဲ့အမျိုးသမီးစီမှာအပ်ပြီးအထဲဝင်လိုက်ပါတယ်အဲ့လိုနဲ့စာရွက်စာတမ်းဖြစ်ပြီးလိုအပ်တာတွေကိုအထက်လူကြီးကရှင်းပြနေချိန်စကန်နာအပ်ခဲ့တဲ့အမျိုးသမီးကပြာကြီးပြာရာနဲ့ပြေးသွားတာတွေ့တော့သူလည်းအဲ့မျိုးသမီးနောက်အပြေးလိုက်ရပြန်တော့တာပေါ့ဒါမဲ့လည်းခရစ်ဟာထိုမျိုးသမီးပါသွားတဲ့ယထာကိုမမီပဲနောင်တများစွာအတွေးတွေရောက်ရက်ခက်ရင်ကြံနေခဲ့တယ်နောက်တရက်မနေ့ရောက်တော့ခရစ်လည်းသူသားလေးကိုကလေးထင်းချောင်းလိုက်ဖို့မထင်မှတ်ထားတဲ့အရာကသူ့ကိုစောင့်ကြိုနေတာသူကတော့ဘယ်တိမှလဲကလေးထင်းချောင်းရောက်တော့အုတ်ချုပ်သူကခရစ်ကိုဒီလရဲ့ကျောင်းလာခကိုစီးကြိုပြီးတောင်းလိုက်ပါတော့တယ်ဒီလမှမပေးနိုင်ပြန်ရင်လည်းနောက်လတွေဆိုမင်းရဲ့ကလေးကိုမထင်းချောင်းပေးနိုင်ဘူးလာထားစရာမလိုတော့ဘူးဆိုပြီးမတူမတန်မချေမငယ်နဲ့မြစ်တာတွေပေးလိုက်ပါတော့တယ်ခရစ်လည်းကြောင်းပို့ပြီးအလုတ်တင်ပွဲစားလုံးမဲ့ကုမ္ပဏီကိုရှောက်လာခဲ့လိုက်တော့တယ်အဲ့မှာသူ့ကိုအလုတ်သွင်းပေးမဲ့ဂျေခရစ်စတယ်စီသွားပြီးသူ့ရဲ့အင်တာဗျူးဖောင်ပေးရင်သူကအတွက်အချက်ဘလို့ကောင်းကြောင်းလူမှုပေါင်းတင်ဆက်ဆံရေးဘလောက်ကောင်းကြောင်းရှင်းပြနေခဲ့တယ်ဖောင်ပေးပြီးတော့သူ့မိမစီဖုန်းဆက်ဖို့အလုပ်မနေ့ကသူ့စီကနေစကန်နာယူပြေးသွားတဲ့အမျိုးသမီးကိုတွေ့တော့သူလည်းအပူတပြင်းလိုက်ရပြန်ရောစကန်နာဆက်ကခရစ်တိုလင်မယားဂျင်းထက်ခံရပြီးအလုံးအင်းဝယ်အောင်ထားတဲ့ဟာတွေပါကားပေါ်မှာမျိုးသမီးကိုတွေ့တော့စကန်နာဆက်ကိုပြန်ဆွဲယူလာလိုက်တဲ့တားကိုကြောင်းကျူပြန်တော့လဲစကန်နာရောင်းရမှာကိုမရောင်းနိုင်တဲ့အပြင်နောက်တစ်လုံးပါထပ်ပါလာတာကိုထောက်ပြနေပြန်တော့ခရစ်လဲအကြံအိုက်ပြန်ရောအိမ်ရောက်ပြန်တော့လဲတားလေးရဲ့မွေးနေ့ကိုဘာမှမလုပ်ပေးနိုင်လို့မိမဖြစ်သူကအခဲမကြေပြန်ပါဘူးခရစ်ကသူဒီနေ့ဒီဆက်ကိုဘလို့ရအောင်ပြန်ယူခဲ့ရလဲရှင်းပြပေမဲ့မိမကတော့ဒါမျိုးတွေရိုးနေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ခရစ်ကလည်းသူလဲစူးစမ်းနေတာမလို့ဒီခံမှုပြောနေပေမဲ့မိမကတော့ကိုဝင်စရတဲ့ကစောင့်ပေးခဲ့ရကြောင်းထင်းငေါ်ပြီးပြောချလိုက်ပါတယ်နောက်ရက်အင်တာဗျူးဖြေရမယ့်ကုမ္ပဏီရှိမှစောင့်ပြီးဂျီထရစ်တယ်ကိုတွေ့တော့လမ်းကြောင်းတူလို့လမ်းကြုံလိုက်ပါရစေဆိုပြီးတက္ကစီပေါ်တက်လိုက်ပါတယ်လမ်းမှာလည်းခရစ်ကအရင်အလုတ်ကဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတွေအကြောင်းရှင်းပြနေပေမဲ့ထရစ်တယ်ကလက်ထဲကခောက်ပတ်တုံးလောက်အာယုံရမနေပြန်ပါဘူးခရစ်လည်းကရူတုံးကိုယူပြီးဘာကိုဘလို့ရွေးရကြောင်းရှင်းပြပြီးတက်စီပေါ်မှာတင်ဖြည့်ရှင်းဖို့ခက်လာတဲ့ဒီကရူတုံးကိုခဏတွင်ဖြည့်ရှင်းပေးလိုက်ပါတယ်ထရစ်အားလည်းမင်းကညံကောင်းတဲ့လူပဲလို့ပြောပြီးပတ်စံမရှင်းမဲ့တက်စီပေါ်ကနေဆင်းသွားပါတော့တယ်ခရစ်လည်းတက်စီပေါ်ကမီတာကိုကြည့်လိုက်သူ့ပတ်စံအိတ်ကိုကြည့်လိုက်နဲ့ကြံရမရတဲ့အစုံတက်စီပေါ်ကနေဆင်းပြေးလိုက်တော့တာပေါ့သူဆင်းပြေးတော့တက်စီသမားကအနောက်ကနေတောက်ရောက်လိုက်နေတော့ခရစ်လည်းမြေအောက်ယထာဘူတာဘက်ပြေးဝင်ပြီးတော့ထွက်ခါနီးယထာတဲ့ကမန်းကရန်ပြေးဝင်ဆိုတာကလူကားမီယုံမဲဆိုပေမဲ့စကန်နာကင်ထားတဲ့လက်ကတကားမှာညက်ကြံနေပြန်ရောအဲ့လိုနဲ့သူ့ရဲ့စကန်နာကြီးကိုလက်လွတ်ခဲ့ရလိုက်တယ်ဒီလိုနဲ့ထွေရလေးပါစိတ်နဲ့မိမစီကိုဖုန်းဆက်သူဒီနေ့မြို့နဲ့အဝေးတနေရာရောက်နေလို့ကလေးကိုခေါ်ဖို့ပြောလိုက်တယ်မိမကလည်းဒီအခြေအနေတွေကြိုးတိပြီးသားမလို့ကလေးကိုခေါ်ပြီးဒီနေ့ပဲထွက်သွားတော့မှာဖြစ်ကြောင်းပြောလိုက်ပါတယ်ခရစ်လည်းလက်ထဲရှိတဲ့အကျွေတွေနဲ့မိယာကားကိုစီအိမ်ကိုကြေကွဲမှုပူလောင်မှုတောကမီတွေထမ်းရင်အပြေးလွှားနဲ့အပြန်
အိမ်ရောက်တော့မိမကလည်းတကယ်ကြီးကိုသားလေးကိုခေါ်ပြီးပြောင်းရွှေ့သွားပြီးဖြစ်တယ်။အဲ့ချိန်မှာပဲခရစ်အလုပ်လုပ်ချင်နေတဲ့ share ကုမ္ပဏီမှာနောက်2ရက်ကြာရင်အင်တာဗျူးရှိကြောင်း Tristan ကဆက်သွယ်လာပြီး Tristan ရဲ့အတွင်းရေးမှူးလိပ်စာဖုန်းနံပါတ်တွေတခါတည်းကိုမာနေပါတယ်။ခရစ်ဒါတွေလိုက်မှတ်ချင်ပေမဲ့မိမကဘောပင်မှာမကြမ်းအကုန်သိမ်းသွားတော့ Tristan ပြောတာတွေကိုခေါင်းနဲ့မှတ်ပြီးတော့အနီးနားကစတိုးဆိုင်မှာစာရွက်ဘောပင်တောင်းပြီးခြာရေးလိုက်ရတယ်။နောက်တစ်ရက်မှာတော့ခရစ်ကသူ့မိမအလုပ်ရှိရသွားပြီးမင်းဒီလိုတရေဘောကြောင့်ပြီးသားလေးကိုခေါ်ထုတ်သွားလို့မရကြောင်းအခက်ခဲရရှိပေမဲ့သားလေးကိုသူပဲခေါ်ထားပြီးပြုစုမိဖြစ်ကြောင်းအခြေတင်တွေအပြန်အလှန်ပြောပြီးသူ့သားကိုကျောင်းကနေတွားကြိုပြီးအိမ်ပြန်လာခဲ့လိုက်ပါတယ်။အိမ်ရောက်တော့လေတိုက်ခန်းပိုင်ရှင်ကအခန်းကိုဆေးပြန်တုတ်ခိုင်းပြီးတပတ်တွင်အိမ်မော်ကနေဆင်းပေးဖို့လာနှင်ချပြန်ပါတယ်။ခရစ်လည်းစိတ်သက်တွေရိုက်ချိုးခံရတယ်လို့ဖြစ်သွားပါတယ်။နောက်တစ်ရက်ကျနေရန်တွေဆေးတုတ်နေတဲ့အချိန်အခွန်ဌာနကစင့်ခေါ်စာရောက်လာပြီးခရစ်ကိုသူပေးရမယ့်အခွန်တွေချက်ချင်းမသွင်းနိုင်ရင်နောက်နေ့မနက်9 နာရီထိအချုပ်ထဲနေရမယ်ပြောတာကြောင့်သူ့မိမစီမဆက်သွယ်ခြင်းပေမဲ့တားလေးကိုတွားကြိုပေးဖို့အကူအညီတောင်းရင်းဒီညကိုအချုပ်ထဲဖြတ်တန်းလိုက်ရပါတယ်။မနက်ကျအင်တာဗျူးဖြေရမယ့်အချိန်နီးနေတာကြောင့်ညကအချုပ်ကျနေတဲ့အဝတ်စားကိုမလဲနိုင်ပဲအင်တာဗျူးဝင်ဖြေပေမဲ့ခရစ်ကိုအင်တာဗျူးမေးမဲ့လူကြီးတွေကဒီလိုအနှုတ်ဆုပ်ကုတ်ဆုပ်လူတယောက်ကိုလက်တွဲနှုတ်ဆက်ဖို့တောင်လေးလံနေကြပါတယ်။ခရစ်လည်းအဝတ်စားအကြောင်းစင်ကြေပေးဖို့စကလုံးတွေစဉ်းစားထားပေမဲ့တကယ်တမ်းကျသူကားပါကင်ကြီးပေးဖို့ပြက်ကွက်ခဲ့တာကြောင့်ညကရဲစခန်းမှာညအိတ်ခဲ့ရတာကြောင့်ဒီလိုဖြစ်နေတာပါလို့ဖြေလိုက်ပါတယ်။ခရစ်ကိုညံကောင်းကြောင်းထောက်ခံပေးထားတဲ့ Jitris တဲကိုအကြီးကဲကအရင်ကလည်းဒီလိုပဲလားလို့ထိုးနှက်လိုက်ပါတယ်။အင်တာဗျူးဖြေပြီးပြန်ထွက်Jitris တဲထွက်လာပြီးဝတ်စားလာတာအစင်မပြေပေမဲ့မင်းဒီနေ့ဖြေတာအရန်ကောင်းတယ်လို့ပြောပါတယ်ပြီးတော့ခရစ်ကအလုပ်တင်တွေကအစမ်းသက်ခံ6လမှလစာမရတာသူ့အတွက်အခုခက်ခဲကြောင်းပြောလိုက်ပေမဲ့ Jitris တဲကတော့သူထောက်ခံပေးထားတာမျက်နှာမပြတ်ခြင်းလို့အလုပ်လိုချင်ရင်ဒီညဆက်သွယ်ကိုပြောရင်းထွက်သွားပါတယ်အစမ်းသက်ခံအလုပ်တင်ကာလအတွက်သတ်မှတ်ထားတဲ့အရေးချင်းတွေပြည့်မီမှအမြဲတမ်းဝန်ထမ်းဖြစ်လာနိုင်တယ်လို့ရှယ်ယာပွဲစားဖြစ်ဖို့လိုအပ်တဲ့6လတင်တန်းတက်ရမယ့်စရိတ်ကသူ့လက်ထဲရောက်မထွက်တဲ့စကန်နာတွေနဲ့ဖြည့်ရှင်းရမှာဖြစ်ပါတယ်။ညရောက်တော့မနေ့ကအကူအညီတောင်းထားတဲ့မိမကကလေးလာပို့ရင်မိမကသူမဟာသူမရဲ့ချစ်သူရှိတဲ့နယူးယောက်ကိုပြောင်းရွှေ့တော့မှာဖြစ်ကြောင်းပြောပြတယ်။ခရစ်လည်းဘဝကိုအခက်အခဲတွေဖြည့်ရှင်းဖို့နီးလန့်ရှာနေရပေမဲ့တားလေးကိုသူပဲခေါ်ထားမယ်ဖြစ်ကြောင်းပြန်ရှင်းပြပါတယ်။ဒါနဲ့ပဲခရစ်လည်းရွေးချယ်စရာမရှိတဲ့အဆုံးလစာမရတဲ့အလုပ်တင်ဘဝကိုဖျက်ဆီးဖို့ဂျေးရဲ့အတွင်းရေးမှုကိုလှမ်းပြီးအတိပေးလိုက်ပါတယ်မနေ့ရောက်တော့လက်ရှိအိမ်ကဆင်းပြီးမိုးတွေကိုပြောင်းနေလိုက်ပါတယ်တားဖြစ်သူခရစ်စတိုဖာကျောင်းပေးရက်မှာတားဆော့ကျင်တဲ့ဘတ်စကတ်ဘောကိုအတူကစားရင်းဘဝမှာကိုမလုံနိုင်ပါဘူးဆိုတဲ့အားနည်းချက်ကိုဖခင်ဖြစ်တဲ့သူ့ကိုယ်တော်အတိမပေးဖို့နဲ့လူတွေကသူတို့မလုံနိုင်ဘူးဆိုတဲ့အရာကိုမင်းလည်းမလုံနိုင်ပါဘူးပြောမှဖြစ်ပြီးလိုချင်တဲ့အရာရှိရင်ရအောင်လုပ်ဖို့နဲ့ကိုယ့်ရဲ့အိမ်မက်ကိုကာကွယ်ရမည်ဖြစ်ကြောင်းတင်ပြပေးနေပါတယ်နောက်တစ်ရက်တော့သူ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အလုပ်တင်ဘဝကိုစတင်ဖြတ်တန်းခဲ့ရပြီးငွေကြေးကုမ္ပဏီ600ရဲ့ဖုန်းနံပါတ်တွေကိုတယောက်အခု60ယူပြီး stock share ဝယ်ယူအောင်ကမ်းလှမ်းဖို့နဲ့ဖောက်တိရှာဖို့နဲ့ငွေကြေးဆိုင်ရာစာအုပ်ကြီးထုတ်ပေးပြီးအလုပ်တင်ကာလမှာ share ပွဲစားဖြစ်ဖို့အမှတ်တရရမှသာအောင်မှာဖြစ်ကြောင်းအသိပေးပါတယ်အလုပ်နားချိန်ခရစ်တယောက်အပြင်ထွက်တဲ့အချိန်သူ့ကိုအလုပ်ခံပေးခဲ့တဲ့ Mr. Fro နဲ့တွေ့တော့သူနားမလဲတာတွေမေးဖို့အလုပ်ဘူတာမှာသူလွတ်ချခဲ့ရတဲ့စကန်နာဆက်ကင်ပြီးလမ်းဖြတ်ကူးနေတဲ့သူကိုတွေ့တော့ခရစ်လည်းအပြေးလိုက်ပါတယ်ဒါမဲ့ထိုးသူကိုမမိခင်ပဲကားတိုက်ခံလိုက်ရတဲ့အပြင်ခရစ်ရဲ့ဖက်နှက်တစ်ဖက်ပါဆုံးရှုံးသွားပါတယ်ဒီလိုနဲ့အိမ်ပြန်ရောက်တော့တားဖြစ်သူခရစ်စတိုဖာကအဖေဖက်နှက်တစ်ဖက်ဘယ်မှာလဲလို့မေးလိုက်တော့စင်ကြီးပေးပြီးအစင်ပြေကြောင်းနှစ်သိမ့်ပေးရင်ကြောင်းလိုက်ပို့ရတယ်ပို့ပြီးတာနဲ့အလုံးမှာမပြီးဖြတ်သေးတယ်ဖုန်းနံပါတ်တွေဆက်ရင်ဖောက်တီရှာရတာပေါ့လှုပ်သိမ်းတဲ့အခါတားဖြစ်သူကိုကြောင်းကနေကြိုပြီးတော့2မိုင်လောက်ဝေးတဲ့မိုဒယ်စီပြန်တနေကုန်ပင်ပန်းသမျှကိုကားပေါ်အိမ်ရင်ဖြတ်တန်းကြရတယ်ဖောက်တယ်ရဖို့ပေးထားတဲ့စီးရင်တွေကအောက်ခြေသိမ်းဝန်ထမ်းကနေအစား CEO level အထိလူတွေစီဆက်သွယ်ရင်တခြားသူတွေလိုအလုပ်ချိန်ကတိတ်မရတဲ့ခရစ်တယောက်စီးရင်တစ်ခုအမိဖြတ်ဖို့ကိုသူများထက်ဖုံးပူပြောပြီးမနာမနေစူးစမ်းရပြန်ပါတယ်အဲ့လောက်စူးစမ်းနေတာတော့2လအတွင်းစည်ရင်းစာရွက်တရွက်ကိုဖြတ်ဖို့အလင်းမမီဖြစ်နေပါတယ်ဒါနဲ့ကြံတဲ့လူရောက်စိတ်ကိုဆက်နေမဲ့အစား CEO ကိုပဲဆက်သွယ်လိုက်တဲ့အခါသူ့စီကိုမိနစ်20အတွင်းအရောက်လာဖို့အကြောင်းပြန်လာပါတယ်ခရစ်လည်းအလောတကြီးထွက်လာတော့မန်နေဂျာကသူ့ကားကိုပါကင်ထိုးဖို့အကူအညီတောင်းသွားပြန်ပါတယ်ဒါနဲ့ခရစ်လည်းပါကင်ထိုးမနေတော့ပဲဘောလုံးပွဲကြည့်ဖို့သွားတော့မဲ့မစ္စတာယူပွန်စီကိုကားနဲ့ပဲလာခဲ့လိုက်ပါတယ်
သို့ပေမဲ့ခရစ်တယောက်ကားတတန်ချီချင်းတတန်အရောက်လာခဲ့တဲ့မစ္စတာယူဘွန်ကသူနဲ့ရှေ့နောက်ကတိလေးလွဲသွားပြန်တဲ့အပြင်သူမောင်းယူလာခဲ့တဲ့မန်နေဂျာရဲ့ကားအတွက်ပါကင်တန်ကြီးကိုပါစိတ်မသက်သာစွာပေးဆောင်လိုက်ရပါတယ်။နောက်တစ်ရက်သူ့သားကိုကစားပွဲလိုက်ပို့မယ်ဆိုပြီးသူတွေးခွင့်မရလိုက်တဲ့မစ္စတာယူဘွန်အိမ်ကိုလိုက်သွားပါတယ်။ဟိုရောက်တော့သူ့ကိုစောင့်နေတာနောက်ကျသွားတဲ့အတွက်တောင်းပန်စကားဆိုလိုက်ပြီးဒီပတ်ဝန်းကျင်နာကသူ့မိတ်ဆွေစီအလဲလာရင်းလမ်းကြုံဝင်လာတာဖြစ်ကြောင်းနဲ့အခုသားဖြစ်သူနဲ့ဘောလုံးသွားကြည့်မှဖြစ်ကြောင်းနှုတ်ဆက်ပြီးထွက်မဲ့အလုပ်မစ္စတာယူဘွန်ကသူတို့သားအဖနဲ့လိုက်မလားလို့ခေါ်ပါတယ်ဒီလိုနဲ့သူ့သားကိုတီးတန့်ခမ်းမှာပါဘောလုံးပွဲပြခွင့်ရလိုက်တဲ့အပြင်သူ့ဖောက်တဲ့မစ္စတာယူဘွန်နဲ့ဆွေးနွေးဖို့ပါအဆင်ပြေအောင်အစီအစဉ်ဖန်တီးနိုင်ခဲ့ပါတယ်ခရစ်လည်းမစ္စတာယူဘွန်နဲ့ဆွေးနွေးတာအဆင်ပြေရင်ဘဝတက်လန်းကြောင်းကောင်းမှဖြစ်ပေမဲ့မစ္စတာယူဘွန်ကတော့လက်တွဲဖို့ညှင်းဆန်ခဲ့ပါတယ်ဒီလိုနဲ့၄လအတွင်းပိုက်ပုံးမိနေတဲ့စကန်နာဆက်အားလုံးကိုရောင်းချနိုင်ခဲ့ပြီးတားဖက်နှစ်ယောက်ကောင်းကောင်းမွန်မွန်ဖြတ်တန်းနေပေမဲ့တရက်ခရစ်ဘဝကိုအောက်ခြေပြန်ဆွဲချမဲ့စတဆောင်ရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ပေးစရာကျန်နေတဲ့ဒေါ်လာ600ကိုမပေးနိုင်လို့သူ့ဘဏ်ကထဲကဒေါ်လာ$20ကိုချွင်းချက်မရှိသိမ်းပြီးဖြစ်လို့ခရစ်တယောက်အယုတ်ကျိုးပြတ်သွားပါတော့တယ်။ဒီလိုနဲ့သူ့တငယ်ချင်းစီကရစရာရှိတဲ့$16ကိုတွားတောင်းပေမဲ့အိမ်ပြောင်းတော့ကလိုက်ပို့ရလို့ကြေးပြီးဖြစ်ကြောင်းညှင်းလွတ်ခံလိုက်ရပါတယ်။စိတ်ပြက်လက်ပြက်နဲ့ပန်းကြံထဲထိုင်နေတော့သူ့စကန်နာဆက်ကိုအချိန်ခီးသွားဆက်လို့ထင်နေတဲ့အင်ချီယာမက်ဆီကသွားပြန်ယူပြီးအလောတကြီးရောင်းမှုလုပ်တော့ဆက်ကအလုံးမလုပ်ပဲဖြစ်နေတော့ရောင်းမထွက်ပဲအိမ်ပြန်လာခဲ့လိုက်ရပါတယ်။မိုးတယ်ပြန်ရောက်တော့အခန်းခမပေးနိုင်တဲ့ခရစ်တိုသားအဖနှစ်ယောက်ကိုအခန်းထဲမပေးဝင်တော့ပဲအထုပ်တွေပါအပြင်မှာထုတ်ထားတော့သားဖနှစ်ယောက်လမ်းဘေးရောက်တော့တာပဲ။ဘယ်သွားကြမလဲလို့ခရစ်စတိုဖာရဲ့အမေးကိုခရစ်တယောက်ရင်ထဲနှင့်ပြီးမဖြေနိုင်ပဲယထာဘူတာယုံကတန့်စင်ကန်းထဲဝင်တ िश ူးတွေခင်းအိပ်ပြီးတညတာဖြတ်တန်းဖို့စဉ်းစားနေတော့တခါခောက်တန်ကြောင့်ခရစ်လဲတခါကိုခြေထိုးခံပြီးပင်ပန်းစွာအိပ်နေတဲ့တာမနူအောင်နားကိုအုပ်ပေးရင်းဘဝရဲ့ဆုတ်ချမှုကိုရင်နှင့်စွာနဲ့တားဆီးလို့မနိုင်တော့တဲ့မျက်ရည်တွေကျလာပါတော့တယ်။အင်ဂျီမဲ့ဖြစ်သွားတဲ့တားအဖနှစ်ယောက်ဒီပြောဆိုတဲ့အမျိုးသမီးစီအခန်းရဖို့အကူအညီတောင်းပေမဲ့ဒီမှာကမိန်းမနဲ့ကလေးသာလက်ခံလို့ခရစ်စတိုဖာအတွက်သာအဆင်ပြေနိုင်ကြောင်းနဲ့သူမအကြံပေးလို့အိမ်ရမဲ့တွေအတွက်အခန်းစီစဉ်ပေးတဲ့နေရာစီ9နာရီအရောက်သွားတန်းစီကရန်ဖြစ်ထိုးနှက်ပြီးတော့သူတို့သားအဖနှစ်ယောက်အခန်းတစ်ခန်းရလိုက်ပါတယ်။တားဖြစ်သူကအိမ်ပဲပြန်ကျင်တာကြောင့်ပြက်နေတဲ့ဆက်ကိုတညလုံးပြင်ကအလုပ်အတွက်လဲစာကြည့်ရပြန်ပါတယ်။ဒီလိုနဲ့ရှယ်ယာပွဲစားဆောင်းမွေးပွဲကိုလည်းဖုတ်ပူမီတိုက်ဖြေခဲ့ရတဲ့ခရစ်တယောက်သူ့ထက်အရင်မေကွန်းအားလုံးကိုဖြေဆိုခဲ့တယ်ဆိုတဲ့ငနေ့တယောက်ကိုမေကွန်းနောက်ကျောမှာမေကွန်းတချို့ကြံသေးကြောင်းဆေးထိုးလိုက်ပါတယ်။ဒီလိုနဲ့ထွက်လာတော့ဘောလုံးပွဲကြည့်တော့ကရင်းနှီးခဲ့တဲ့သူနဲ့ဖုန်းနံပါတ်လဲနေစဉ်ပတ်စံအိတ်ကြံခဲ့လို့ဆိုပြီးမစ္စတာဖရွန်က$9ကိုချေးသွားတာကြောင့်ဘတ်စကားပါစီးစရာပတ်စံမကြံလို့အခန်းမရလိုက်တဲ့ခရစ်တိုတားအဖနှစ်ယောက်အလင်းဆိုင်ထိုင်လိုက်ယထာဘောအိတ်လိုက်နဲ့ကြုံတယ်လို့ဖြစ်တန်းကြရပါတယ်။နောက်ဆုံးသွေးဖောက်ရောင်ပြီးအသက်ဆက်နေရတဲ့ဘဝမှာသူ့ကြောင့်အမေထွက်သွားတာလားလို့ခရစ်စတိုဖာကမေးလာတော့မဟုတ်တာတွေမစင်စားတင်ကြောင်းနဲ့အားလုံးကသူ့ကြောင့်သာဖြစ်ကြောင်းခရစ်ကပြောပါတယ်။ခင်ကောင်းပါလို့အားပေးပါတယ်။အဲ့နောက်တဘဝလုံးကောင်းကျိုးမပေးတဲ့စကန်နာဆက်ကိုသွေးဖောက်ရောင်ပြီးဝယ်ခဲ့တဲ့မီတီနဲ့ပြုပြင်နိုင်ခဲ့တာကြောင့်ရက်အတန်ကြာလောက်အဆင်ပြေဖို့အတွက်ဒေါ်လာ250ရလာပြီဖြစ်ပါတယ်။ဒီနေ့တော့တားအဖနှစ်ယောက်ယထာဘော်တို့အိမ်သားတဲ့တို့မှမဟုတ်ပဲတဲခုခန်းတစ်ခုမှာစိန်ကြကြနဲ့ဒီတညတာကိုကောင်းမွန်စွာဖျက်ဆီးလိုက်ပါတယ်။နောက်တရက်သူအလုတ်ကပြန်လာတော့လေတားဖြစ်သူနဲ့မြို့ရဲ့အဝေးတနေရာကကမ်းခြေထိခြေဆန့်ပြီးအနားယူလိုက်ကြပါတယ်။ငယ်စဉ်ကစားတော့အမှတ်ကောင်းခဲ့လို့ဖြစ်ချင်တာဖြစ်ရမယ်ဆိုတဲ့စိတ်ကူးဟာဘဝနဲ့ချီပြီးရင်ဆိုင်ရတဲ့အခါဖြစ်တဲ့နာကိုပဲဦးစားပေးရမယ်ဆိုတဲ့ခံစားချက်ကအစားထိုးဝင်ရောက်သွားပါတယ်။အောင်စရင်ထွက်မဲ့နေ့မှာစိတ်မလှုပ်ရှားနေတဲ့ခရစ်ကိုဂျေးကမင်းဟာအလုတ်ကိုအကောင်းဆုံးကြိုးစားခဲ့တဲ့သူတစ်ယောက်လို့ချီးကျူးသွားပါတယ်။ဖောက်တယ်ရီစီပုံမှန်အတိုင်းဆက်သွယ်နေတဲ့ခရစ်စီကိုခိုင်းနေကြမန်နေဂျာရောက်လာပြီးသူနဲ့လိုက်ခဲ့ဖို့ပြောတာကြောင့်သူလည်းလိုက်သွားရပါတယ်။ခရစ်လည်းကုတ်အင်ဂျီကိုဝစ်ပြီးအခန်းထဲဝင်တော့သူ့ကိုအသင်းဆောင်နေတဲ့မစ္စတာဂျီနဲ့မစ္စတာဖရွန်တို့ကတေချာအိတ်ခံပြီးမစ္စတာဖရွန်ကဒီနေ့မင်းဝစ်စားထားတဲ့အတိုင်းရှယ်ယာပွဲစားဆက်လုပ်ချင်ရင်မနှက်ဖန်ကြရင်လည်းမင်းရဲ့ပထမဆုံးနေ့အတွက်ဒီလိုပဲဝစ်စားလာခဲ့ပါလို့ပြောလိုက်ပါတယ်။စကားတခုမှမဟနိုင်ပဲမစ္စတာဖရွန်ပြန်ပေးတဲ့$9ကိုလက်ခံယူပြီးပြန်ထွက်လာပါတယ်။ခြေမကင်မီလက်မကင်မီနဲ့ကတုံးကရင်ဖြစ်နေတဲ့ဒီခံစားချက်ကသူ့ဘဝမှာပထမဆုံးပျော်ရွှင်မှုကိုရှာတွေ့သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲနောက်တော့တားဖြစ်သူခရစ်စတိုဖာစီပြေးသွားရင်သားကိုဝမ်းသာမှုနဲ့တူဖတ်ထားမိလိုက်ပါတယ်။